ကဲဒီနေ့တော့ကွာချစ်ဆွေမင်းတို့သူများအကြောင်းတွေလည်းမပြောတော့ဘူးကွာဟာတာတွေလည်းမပြောသေးဘူးချစ်ဆွေကြီးရဲ့ဘဝတစ်ခုအတွေ့အကြုံတွေကသင်ခန်းစာလေးတွေမင်းတို့အတွက်ကိုပေးခြင်းလို့ချစ်ဆွေကြီးပြောမယ်ကွာချစ်ဆွေကြီးရဲ့ဘဝတွေကိုကြွားတာလည်းမဟုတ်ပါဘူးအဲ့ဒါချစ်ဆွေကြီးက24နှစ်လောက်မှအိမ်အောင်ကြခဲ့တယ်ဒါလေး2ယောက်မွေးခဲ့တယ်အသက်30လောက်ကနေစတင်ပြီးတော့လူသားကောင်းကျိုးတွေကိုဝါသနာပါပြီးတော့စိတ်ဝင်စားမှုတွေဖြစ်လဲပြီးတော့ချစ်ဆွေနိုင်ငံရေးတွေကိုမတောင်းမခေါက်လုပ်ခဲ့တယ်။အဲဝိညာဉ်တော်လည်းဒါဟာလူသားတွေကိုတကယ်ကိုကြီးရမရောက်ဘူးဆိုပြီးတော့ချစ်ဆွေအလုပ်ပြောင်းပြီးတော့ပရိုက်တာတွေလုပ်ခဲ့ပြန်တယ်ကွာ။ပရိုက်တာတွေကိုဘယ်နှစ်လောက်လုပ်လဲဆိုတော့ဆယ်စုနှစ်တစုနီးပါးလောက်ချစ်ဆွေလုပ်ခဲ့တယ်ကွာ။ဆရာတော်ဥဒ္ဓမင်္ဂလာလို့ဆရာတော်မျိုးတွေနဲ့တရားပွဲတွေကျင်းပခဲ့တယ်။ဆရာဘေလူကတော့ဆရာဇော်ခိုင်ဦးတို့လိုပုံကုမျိုးတွေနဲ့စာပေဟောပြောပွဲတွေလုပ်တယ်။ကြေးဝါနေပြည်သူလူထုတွေစာပေဘုသူတရအောင်ဆိုပြီးစာကြီးတိုက်တွေဖွင့်နိုင်ဖို့ချစ်ဆွေလုံးမခဲ့တယ်။ကြေးဝါကောင်းကျိုးတွေကိုလည်းတူထောင်ခဲ့တယ်။ဒါပေမဲ့အဲ့လိုလုပ်နေရင်စာလေးတွေဖတ်ပြီးတော့ဘုသူတတွေရှာရင်းနဲ့ချစ်ဆွေအတွေးတစ်ခုရင်းထဲကိုဝင်လာတယ်။အဲ့ဒါကတော့လူတိုင်းဒုက္ခတွေရောက်နေကြတယ်ချစ်ဆွေနဲ့မဆိုင်ဘူး။ဒါပေမဲ့ချစ်ဆွေရောက်လူတွေဒုက္ခမရောက်ဘူးလို့တယ်။လူတွေအပယ်ကြကြတာငရဲကြတာချစ်ဆွေနဲ့မဆိုင်ဘူး။ဒါပေမဲ့ချစ်ဆွေကြောင့်ဘယ်သူမှငရဲမရောက်ဘူးအရေးကြီးတယ်။ဒါပေမဲ့အချိန်မှာတွေးမိလိုက်ရတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့သားမယားတွေကိုယ့်ရဲ့သားသမီးနဲ့ကိုယ့်ရဲ့မိန်းမတွေဆင်းရဲနေတာတော့ချစ်ဆွေကြီးမှာလုံးတာဝန်ရှိသွားပြီအဲ့တော့ငါဟာနံပါတ်1နဲ့နံပါတ်2ကိုနံပါတ်1ကိုမလုပ်ဘဲနဲ့နံပါတ်2ကိုငါဦးစားပေးနေပါဘကောလားဆိုပြီးအဲ့ဒီနေရာနေစပြီးပရဟိတတွေကိုရဲလိုက်တယ်တော့မဟုတ်ဘူးပေါ့ကွာအဲ့တော့ပရဟိတလေးကိုခဏနားပြီးချစ်ဆွေကြီးကိုမိသားစုအတွက်ကိုရက်တည်ပြီးတော့စူးစမ်းခဲ့တာယခုဆိုလို့ရှိရင်တော့ချစ်ဆွေကြီးကအောင်မြင်တယ်လို့တော့မဟုတ်သေးပါဘူးဒါပေမဲ့အနေအထားတစ်ခုကိုတော့ရောက်နေပြီပေါ့ကွာအဲ့ဒါကဘာလဲဆိုတော့ညီလေးတွေကိုပြောပြချင်တာကတော့တခါတလေတို့တွေဟာလေကိုပတ်ဝန်းကျင်ကလူတွေကိုအတွက်တကယ်ကိုမရှိမဖြစ်လိုအပ်တဲ့လူတွေကိုတော့တို့တွေကမိထားပြီးတော့သူများတွေကိုအတင်းအဓမ္မတွေတာဝန်ကြီးရှင်ကြတယ်တခါတလေကြလို့ရှိရင်လေလမ်းသွားရင်းနဲ့သူများတွေကိုတငယ်ချင်းတွေကိုလေ2000မို့ကုန်ရမလား3000မို့ကုန်ရမလား4000မို့ဝယ်တိုက်ရမလားမခံရဘူးဒါပေမဲ့တို့အိမ်ကိုမျော်လင့်စွာစောင့်စားနေတဲ့တာမယားတွေအတွက်ကတော့တို့တွေကမုံနဲ့တထုပ်ခေါက်ဆွဲလေးတစ်ခုပါဆယ်ဆွဲရဖို့ကြလို့ရှိရင်လေကုန်စည်နှုန်းတွေကိုဈေးတွက်နေတတ်တယ်ဒါတွေကတို့တွေမဖြစ်တဲ့အရာတွေပဲအဲ့တော့ဘယ်ရင်းကနံပါတ်1လဲဘယ်ရင်းကနံပါတ်2လဲခွက်ခြားသိပါနော်တို့တွေကဒါပေမဲ့ဒိုးပေါင်းစိန်မွေးဖို့မဟုတ်ပါမြတ်စွာဘုရားကတော့မှပဲမိမိကိုအရင်လွတ်မြောက်အောင်လုပ်တဲ့သူကိုပဲမြတ်စွာဘုရားကချီးကျူးပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားယရဏတုတ်ထဲမှာလေလောကထဗုဒ္ဓထစတိယညာထထစတိယလောကထစတိယမြတ်စွာဘုရားဗုဒ္ဓထစတိယဘုရားဖြစ်ဖို့အတွက်ကိုအရင်ကျင့်တယ်ပြီးလို့ရှိရင်ရွှေမျိုးတွေအတွက်ညာထထစတိယရွှေမျိုးတွေအတွက်ကျင့်တယ်ပြီးသွားလို့ရှိရင်လောကထစတိယလောကကြီးအတွက်ကျင့်တယ်ဒါကြောင့်မို့လို့တို့တွေဟာလေလောကကြီးမှာလေဘားလေးတွေကရေမရှိလို့ဖြစ်ပြီရေတွေအတွက်ကတော့ဘာမရှိလေရတယ်အဲ့တော့တို့တွေကတို့ရဲ့သားသမီးတွေတို့ရဲ့မိဘတွေကတို့သားမယားတွေကတို့မရှိလို့မဖြစ်ဘူးဒါပေမဲ့လောကကြီးကတို့မရှိလေဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ်လိုအပ်တဲ့လူတွေရှိမှရှင်သန်ပါလို့ပြောပြရတယ်နော်